တော်လည်းညနေခင်းမှာလူလူမှတင်ထားတဲ့ဒီဇင်ဘာ19ရက်ညနေခင်းသတင်းစင်စင်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မြောက်မြို့ခရိုင်ပြည်သူ့စေယုံလီတောင်တိုက်ခိုက်ခံမှုတွင်တိတ်ဆုံတရားရသူတွေပြင်ပျက်စီးသွားတဲ့ဈေးဝယ်ကိရိယာတွေဝယ်ယူနိုင်ဖို့စိုင်းဆရာဝင်းဟောင်ပရိုက်တာအဖွဲ့မှငွေကျပ်သိန်းပေါင်း4,000ကျော်ကိုစုပေါင်းလှူဒါန်းခဲ့ကြပါတယ်။မြောက်စေယုံလီတောင်တိုက်ခိုက်ခံမှုအတွက်ထောက်ပံ့လူဒါန်းနဲ့ပတ်သက်လို့ပြည်내ပြည်ပလူရှင်တွေမှလူဒါန်းနဲ့အလှူငွေကျပ်သိန်းပေါင်း4,100ကိုသက်ဆိုင်ရာတာဝန်ရှိသူလက်သို့လွှဲရခဲ့ကတိတ်ဆုံတရားရခဲ့တဲ့မိသားစုတွေအတွက်လုံငွေကျပ်သိန်း1,100နဲ့စေယုံတင်ပျက်စီးသွားခဲ့တဲ့ဆေးရကိရိယာတွေဝယ်ယူဖို့ငွေကျပ်သိန်း3,000တို့ပါဝင်ခဲ့ကြောင်းပရိုက်တာစာရေးဆရာဝေဟောင်ကရခိုင်သတင်းမီဒီယာတွေကိုဖြည့်ဆို့ထားတာပါ။ဒါပြင်ဒီဇင်ဘာ12ရက်နေ့ကလည်းလေကြောင်းတက်ခိုက်မှုတွေတိတ်ဆုံဒဏ်ရာရမိသားစုတွေအတွက်ငွေကျပ်သိန်း160နဲ့ကူညီလောက်ကင်ဆောင်ရွက်ပေးသူတွေအတွက်ဝေဟောင်ပရိုက်တာဖွဲ့မှငွေကျပ်သိန်း20ကိုကူညီထောက်ပံ့တာတွေရှိခဲ့ပါတယ်။အခုလိုပါဝေတူတန်းပေးကြတဲ့ပြည်သူ့ပြည်ပဆေးရရှင်တွေကိုအထူးကျေးဇူးတင်ရှိပြီးဝမ်းမြောက်သာဓုခေါ်ယူပါကြောင်းစာရေးဆရာဝေဟောင်ကဂုဏ်ပြုပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ10ရက်ပြည်ပဆိုင်ရာလူခွင့်နေ့ည9:00ကျော်ချိန်မြောက်မြို့ထမရဲရက်ကွက်ရှိခရိုင်ပြည်သူ့စေယုံကြီးကိုစစ်ကောင်စီတပ်မှလေကြောင်းကနေပုံကျဲတိုက်ခတ်ခဲ့လို့စေယုံတစ်ခုလုံးနီးပါးပျက်စီးခဲ့ကကျန်းမာရေးဝန်ထမ်းတွေရက်သားရွက်ကလင်းငယ်တူပါဝင်ဒေသခံ33ဦးသေဆုံးခဲ့ပြီး80ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။မြောက်ဦးစေယုံလေကြောင်းတိုက်ခတ်ခံမှုပေါ်စစ်ကောင်စီဘက်ကအာရကတပ်တော်ရဲ့စစ်စခန်းကိုတိုက်ခတ်ခဲ့တဲ့စစ်စင်ရေးလို့ဆွဆွဲပြောဆိုခဲ့ပါတယ်။ဒါပြင်စေယုံပြည်နယ်ထူထောင်ရေးအတွက်ငွေကြေးထောက်ပံ့ပေးသူတွေကိုအချက်ဖက်အားပေးလှုပ်ဆောင်သူတွေဖြစ်သတ်မှတ်ကအကြမ်းဖက်တိုက်ပြီးဥတွေပုံမှန်တွေနဲ့မှုဖွင့်ရေးယူသွားမယ်လို့နေပြည်တော်စီးချုပ်ရုံနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကလူထုမြန်မာကိုပြောဆိုထားပါတယ်။